နာဇရက်မြို့သားသခင်ယေရှုသင်တို့ကျွန်ုပ်တို့အရောက်ချင်းစီတိုင်းအတွက်အရိုက်ခံအထူးခံအဖက်နဲ့ခံပြီးတော့ကျွန်တော်တို့အရောက်ချင်းစီတိုင်းရဲ့အပြစ်တွေအားလုံးပေးဆက်ခဲ့သွေးနဲ့ချွေးနဲ့သွေးကနေရေအဖြစ်ပြောင်းလဲအထိပေးဆက်ခဲ့တဲ့သူသခင်ရဲ့ချစ်ချင်းမြတ်တာဘလောက်ဒီတင်တို့အားလုံးမိတ်ဆွေတင်တို့လုပ်ခဲ့တဲ့အပြစ်တွေအားလုံးကိုဒီကနေ့ပေးဆက်ခဲ့တယ်ဆိုတာကိုဒီကနေ့ထိုသခင်ရဲ့တင်တို့အားလုံးတည်ရမယ့်အပြစ်တွေတင်တို့ရဲ့အရှက်တွေအားလုံးအတွက်ဒီကနေ့ထိုသခင်တည်မဲ့လောဝါကားတိုင်းကတတ်တယ်ဖြစ်တာဟာလေလုယာအ